ဒီနေ့တော့ printing လုပ်ငန်းတွေကအချင်းကုန်းတစီမဲ့ plugin လေးတစ်ခုအကြောင်းလေးပြောပြပေးပါမယ်နော်အဲ့ဒါကတော့ဘာလဲဆိုတော့ printing လုပ်တဲ့အခါမှာလူတိုင်းကြုံတွေ့ရတတ်တဲ့စာအုပ်ဖန်ဆီးတာတွေစာရွက် margin မကျန်လို့စိတ်ညစ်နေသူတွေစသဖြင့်ပြဿနာတွေကိုတော်တော်များများဒီ plugin လေးနဲ့ဖြေရှင်းပြီးသားဖြစ်သွားပါမယ်နော်တချို့ကလည်းတိပြီးသားဖြစ်ပါလိမ့်မယ်တိပြီးသားလူတွေကတော့ကြော်သွားလိုက်ပါနော်ကဲဒါဆိုစလိုက်ရအောင်နော်အခုကျွန်တော်ပြောပြသေးမယ့် press in လေးကတော့ Adobe Acrobat Plus in တခုဖြစ်တဲ့ quite imposing လေးပဲဖြစ်ပါတယ်နော်တချို့ customer တွေက print ထုတ်ဖို့ PDF file ပေးတာပဲဖြစ်ဖြစ် Microsoft Word file ပေးတာပဲဖြစ်ဖြစ် print ထုတ်ဖို့ format မကိုက်တာတွေဖြစ်တတ်ပါတယ်ဥပမာစာအုပ်ချုပ်ဖို့အတွက် margin မကျန်တာတွေစာအုပ်ကိုအလက်ချုပ်ချင်တာတွေစာရွက်ကိုတရွက်စီခောက်ပြီးတော့ကော်ကတ်ချုပ်ချင်တာတွေအတွက် setting အားလုံးဒီ plus in ထဲမှာပါပါတယ်ကဲလောလောဆယ်တော့ margin မကျန်တဲ့ PDF file တစ်ခုကို print ထုတ်ဖို့စာအုပ်ကိုချုပ်ဖို့အတွက် margin ချန်တာကိုပြောပြပေးပါမယ်နော်ကျွန်တော်ကတော့ margin မကျန်ထိနေတဲ့ PDF file တစ်ခုကို left right margin ချန်နည်းကိုလောက်ပြပါမယ်။ plus in တွေက quite imposing တွေက trimmanship ကိုတွားမယ်။ကဲ left margin ကျန်သွားပါပြီ right margin အတွက်ထပ်လုပ်ပါမည်ဒါဆိုရင် print ထုတ်ဖို့ margin ကျန်သွားပြီနော်ဒီ plus in ထဲက create booklet တို့ 9 up page တို့ shuffle pages for embossing တို့ adjust page size တို့ဟာအရင်အသုံးဝင်ပါတယ်စမ်းသုံးကြည့်ကြပါဦးနော်